နန္ဒမာလေးကျမရှီလျာပေးတွေ့တဲ့ပွင့်ဆက်တွေနဲ့ကနဝေဆန်နဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ကနမပန်းလေးပေါ့ ဘာလဲရှီလျာသေးတယ်ဝင် ရက်ရှည်တယ်ပေါ့ကွယ်မော်တယ်ပေါ့ အများလိုရနဲ့မမွေးလာပြီနဲ့ကျမရဲ့ဂုံတည်င်းကတော့အမွေးပါရှင် ခုံးနေမွေးတယ်ဟဲ့ နေရာတိုင်းမှာတွေ့နိုင်တဲ့အလေးကြပန်းမျိုးတော့မဟုတ်ဘူးနော်ပြောမယ်ဆိုရင်တော့လောက်ပါပြီးတာရှိကန်နဲ့အများကြီးနေကမညိုပန်းလေးတစ်ပွင့်ပေါ့ကျမပန်းတကာတို့မြေခါရတဲ့စောင်းရတဲ့မမအေးတန်ကိုအန်တုတ်ပြီးအလှပဆုံးပင်လန်းတက်တဲ့ပန်းမျိုးဒီလိုတမရဲ့စိတ်ကြောင့်ပဲကျမကတကြော့ပြန်လမ်းဆန်းတောက်ပါလာခဲ့ရတယ်လေ ကြော့ပြင် ကြော့ပြန် နေဆိုင်နဲ့အလွှာပေါင်းများစွာရဲ့အောက်မှာအနူးညံ့ဆုံးကွယ်ဝတ်နေတဲ့ကျမကိုရှင်တို့ရအောင်ဖော်ထုတ်နိုင်မလားဆိုတာကြည့်ကြသေးတာပေါ့ The masked singer.